Hello အားလုံးပဲမင်္ဂလာပါရှင်ထားတို့ပြန်လည်ဆုံတွေ့ကြပါပြီဒီနေ့မှာလည်း Super Sunday ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပွဲစဉ်ကောင်းတွေအများကြီးရှိပါတယ်အဲ့ဒီအထက်ကမှထုံးစံအတိုင်းထားအကြိုက်ဆုံး၃ပွဲကိုဒါသုံးသပ်ပေးထားပါတယ်ဒါကြောင့်မို့လို့ထားရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်ပထမဆုံးသုံးသပ်ပေးမယ့်ပွဲစဉ်လေးကတော့ Leeds နဲ့ Aston Villa တို့ရဲ့ Premier League ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲလေးကည8 နာရီခွဲမှာကစားမှာဖြစ်တယ်ဆိုတော့အင်ရှင်အဖြစ်ကစားမယ့် Leeds ကတော့နောက်ဆုံးကစားထားတဲ့9ပွဲမှာ4ပွဲအထိတောင်ရှုံးထားပြီးတော့တပွဲပဲနိုင်ထားတဲ့အတွက်ကြောင့်မို့လို့ Leeds ကတော့ဒါတန်းဆင်းစုံတွေကိုရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဒီ Premier League အိမ်ကွင်း9ပွဲမှာလည်းဒါသူ့အနေနဲ့2ပွဲနိုင်2ပွဲတည်တပွဲရှုံးဆိုပြီးတော့မှကာဆယ်တပွဲတည်းကိုပဲရှုံးထားတာရှိရဲအဲ့တော့ပြောရမယ်ဆိုရင် lead အနေနဲ့ကအိမ်ကွင်းမှာတော့ကောင်းတယ်ဆိုပေမဲ့လက်လောခြေစွမ်းတွေကိုတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါအားရစရာခြေစွမ်းတွေတော့မတွေ့ရဘူးဝေးကွင်းကနေကစားမဲ့ Aston Villa ကကြတော့နောက်ဆုံး Premier League 6ပွဲမှာ9ပွဲအထိတောင်နိုင်ထားတဲ့အတွက်ကြောင့်မို့လို့ Villa ကတော့ဒါအခြေအနေမစိုးလို့ပြောလို့ရတယ်ဒါပေမဲ့လည်း Aston Villa ကလည်းအဝေးကွင်းဆိုရင်သူကအားနဲ့တက်တာလေးတော့ရှိတယ်Premier League အဝေးကွင်း9ပွဲကစားထားရမှာသူ့အနေနဲ့တပွဲပဲနိုင်ထားပြီးတော့2ပွဲတည်2ပွဲရှုံးနေထားတာကိုလည်းတွေ့ရတယ်ဒါပေမဲ့ဒီ Emery ရဲ့ Aston Villa အသင်းကတော့ League အသင်းနဲ့ပေါ့နော်သူတို့ Premier League နောက်ဆုံး17ကြိမ်တွေ့ဆုံမှုကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့တပွဲပဲရှုံးနေခဲ့ဘူးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကြေးကတော့ Aston Villa ဘက်ကနေ level 25ရှုံးဆိုပြီးတော့မှအကြောပေးလာတဲ့အပေါ်မှာထားကတော့ Aston Villa တော့ဒါမရှုံးနိုင်ဘူးလို့ယူဆတယ်ပေါ့နော်ဒါကြောင့်မို့လို့ Aston Villa body ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ရှင်နောက်ထပ်သုံးသပ်ပေးမယ့်ပွဲစဉ်လေးကတော့ Ligue 1တဲကတပွဲဖြစ်တဲ့ Brest နဲ့ Metz တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲလေးကည10:45မှာကစားမှာဖြစ်တယ်ဆိုတော့ဒီနှစ်သင်းကတော့ဒါတန်းစင်းဆောင်ကက်လျက်ကဒါတမှတ်ကွာနဲ့ဖြစ်နေတဲ့ဒါအထက်အောက်နှစ်သင်းရဲ့တွေ့ဆုံမှုပဲဖြစ်တယ် Brest ကတော့နောက်ဆုံး6ပွဲဆက်မှာနိုင်ပွဲပျောက်ထားသလိုနောက်ဆုံး3ပွဲဆက်မှာလည်း9ပေါက်ပျောက်ထားတာဖြစ်ပါတယ် Metz ကတော့ဒါနောက်ဆုံးကစားထားတဲ့ဒါ3ပွဲဆက်ကိုဒါအနိုင်ရထားပြီးတော့ဒါပုံစံကောင်းတွေရထားတာဖြစ်တယ်ဆိုတော့ဒီကနေ့မှာလည်းကြေးကနေဒါ Asian Brest ဘက်ကနေ1+70ဆိုတဲ့ကြေးကိုပေးလာတယ်ဆိုပေမဲ့လည်းဒါလက်ရှိခြေစွမ်းကိုကြည့်မယ်ဆိုရင်တော့ထားကတော့ဒါအဝေးကွင်းဖြစ်တဲ့ Metz ဘက်မှာပဲနေခြင်းတယ်ပေါ့နော်ဒါကြောင့်မို့လို့ Metz body ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ရှင်နောက်ဆုံးအနေနဲ့သုံးသပ်ပေးမယ့်ပွဲစဉ်လေးကတော့ La Liga ပွဲစဉ်ဖြစ်တဲ့ Elche နဲ့ Real တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲလေးကည2ပွဲ2နာရီခွဲမှာကစားမှာဖြစ်ပါတယ်ဆိုတော့ဇယားအလယ်က Elche အသင်းတို့ကတော့အခုအချိန်ထိတော့အိမ်ကွင်းရှုံးပွဲမရှိသေးသလိုမကြသေးခင်ကပဲဒါဘာစီလိုနာအိမ်ကွင်းမှာသွားပြီးတော့ကစားခဲ့တော့က3-1နဲ့တော့ရှုံးခဲ့တယ်ဒါပေမဲ့ဘာစီလိုနာလိုအသင်းကြီးကိုသူ့အနေနဲ့အဝေးကွင်းကနေပြီးတော့မှတကူတော့ပြန်ပြီးတော့ထည့်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့တစ်ဖက်ကသူနဲ့ဝေးကွင်းကနေကစားမဲ့ Real Madrid ကတော့ဘာစီလိုနာနဲ့ဒါတပွဲရော့ပြီးတော့အမှတ်တူနေတယ် Real ကတော့ဒါတပွဲကန်ဖို့ထက်ရှိသေးရပေါ့နော်ဆိုတော့အမှတ်တူနေတယ်ဒါပေမဲ့ဂိုးရေတွက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဘာစီလိုနာကတာနေတဲ့အတွက်ကြောင့်မို့လို့ Real တို့အနေနဲ့ဒါဂိုးရေတွက်နဲ့ပြတ်သက်ထပ်ပြီးတော့ကစားဖို့တော့လိုအပ်နေသေးရပေါ့နော်ဒါပေမဲ့တခုရှိတာက Real Madrid အသင်းကအခုနောက်ပိုင်းပေါ့နော်အဝေးကွင်းလာလီဂါပွဲစဉ်တွေမှာဆိုရင်ဇက်တိုက်ဆိုသလိုမျိုးဒါအကြီးကျနေတာမျိုးတော့တွေ့ရတယ်ဒါကြောင့်မို့လို့ဒီနေ့မှာတော့ဒါသူ့အနေနဲ့ဘယ်လိုမျိုးဒါကိုပြက်စီတဲ့ကစားလာမလဲဆိုတာကိုဒါစောင့်ကြည့်ခြင်းနဲ့ပေါ့နော်ဆိုတော့Elche ကတခုရှိတာကတော့ Elche ရဲ့အိမ်ကွင်းမှာတော့Real တို့အနေနဲ့တကိုးလောက်တော့ပြန်ပြီးပေးရနိုင်ခြင်းရှိမယ်တင်တယ်ဆိုတော့ကြေးကလည်းဒီ Real ဘက်ကနေ1-70ဆိုတဲ့ကြေးကိုပေးလာတယ်ထားရဲ့ရွေးချယ်မှုကတော့ Real Madrid body လေးပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒါသူ့အနေနဲ့ဘာစီလိုနာနဲ့ရှင်လို့ရှိရင်လည်းဒါဂိုးရေတွက်ကလည်းအပြတ်တက်ကိုကွာထားဖို့လည်းလူတယ်ပေါ့နော်ပြီးတော့သူကြေးလည်းကျနေပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒီပွဲမှာတော့သူကြေးအောင်တော့ကစားသွားမယ်လို့ယုံကြည်တယ်ဘာဖြစ်ဖြစ် Real ကတော့ Real ပါပဲဆိုတော့ထားရှုံတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီပွဲစဉ်လေးမှာ Real Madrid body လေးကိုပဲရွေးချယ်ပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းအပေါင်းပြကြပါစေရှင်မောင်တယ်လေးကိုတော့ထုံးစံအတိုင်းပဲထားရဲ့ Telegram channel လေးမှာတင်ပေးထားပါမယ်ထားရဲ့ဗီဒီယိုလေးတွေကိုလည်း like and share comment လေးနဲ့ဝင်ရပေးကြဖို့ပြောချင်ပါတယ်အားလုံးပဲတတပါ